ရောက်သွားပြန်ပြီဒီမှာဗျာတော့တွေ့ဘူးရှိချထားပြီးတော့ကိုစောနဲ့ကိုပြောက်ပြီအိုလီလိုရ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 ီဆွဲလိုက်မယ်နေကင်းပတ်သေးနားချင်းလေးစားချင်းလေးမှနေလို့လက်လိုက်ကြိုင်လိုက်ပဲကွာကဲရှိရတကယ်ကြီးများအင်းရင်အတန်းဆိုစီထက်လိုက်ဆိုတော့ပြင်းလာတာအစားတော့ဆက်နိုးတယ်လို့ထုတ်တော့ဒါအင်းနဲ့ဒါလူစီထက်လိုက်တာမပြင်းတာနည်းနည်းလေးပြင်းတယ်ဟုတ်တယ်ကြပြီခုနကစကားပြန်ရှင်းပြမယ်နော်စူလိုက်တဲ့တခြင်းကိုအိုလီလိုတွေအမြန်ဆိုလိုက်ကြအဲ့ဒါကလက်တန်းကြတော့ဆိုတာကအိုလီလိုတွေနော်တို့ဟိုတခြင်းကြောက်ဘူးဒီမှာဖေလိုမာတော့အဲ့တခြင်းဒါအခုကဒါကိုတို့ကမူပိုင်ထုတ်တဲ့တခြင်းခါကြဘူးကိုတို့ကမူပိုင်တခြင်းအိုလီလိုတွေလို့ဆိုတာတို့ယောက်ျားတွေကအသက်ကြီးလာတယ်ကလေးများလို့ပဲအရင်အယူရခံကြတာကိုတို့ဆိုပူဆိုးတာပေါ့အရင်အယူရခံကြတာကျင်နာအရင်နေကြတာဒါကြောင့်အိုလာလေးလိုလာလေးဆိုကျင်နာယူရမှုတွေမိမတွေကျင်နာယူရမှုတွေလိုပဲလို့ပြောတာဒါကိုတို့ရဲ့မူပိုင်တဲ့ချင်းအိုလီလိုတွေနော်ဝဆန်နှလုံးပေါက်မပါဘူးပေါက်ကြီးရရှောက်မတွေးနဲ့အဲ့ဒါကိုကိုယ့်ဘောင်ကိုတချင်းဆက်ပြီးတော့ကိုယ့်ဘောင်ကိုရေးကြတကယ်ကြီးနေမိတ်ဆွေတွေပေါင်းသင်းတွေကိုမနက်ကတော့ဗီဒီယိုဖိုင်တင်လိုက်တယ်အကျပ်ပြန်ဖတ်ပါလေဘာလို့မရစောစောကြီးဖြစ်ပြန်ငါးနာရီခွဲပဲရှိသေးကိုရုပ်ကလည်းမသိမကွမ်းနဲ့မဟုတ်လို့တိရတဲ့စိတ်ဆင်းရဲမှာသူအခုလိုထင်းလေးနဲ့ကြတော့ကို့အလှလေးလည်းသူများမြင်တာဗောမလူးကြောဆိုတော့ဘောကဘလို့ပဲမွန်းချက်ဘလို့ပဲဟိုင်းဖြစ်စိတ်တွေထိခိုက်နာကျင်ရှုံးတာကကိစ္စမရှိဘူးအဲ့ရှုံးကိုပြန်ပြီးရင်းနိုင်မှုပဲဒီကနောက်ဆုံးသေကန်ဒီအချိန်ဖြစ်နေပါသေးတယ်ယောက်ျားလွဲမလျှော်ဘူးကိုတို့ကတကယ်ပြောတာလူပေါင်းလူစည်းကနေမှာမှတ်ထားကိုကြိုက်တာကိုအားလုံးလောက်ပိုင်ခွင့်ရှိတယ်သူများကမကြိုက်တာတွေတော့သွားမလုပ်ရဘူးနော်ကိုတို့ကစေတနာနဲ့ပြောတာကိုကြိုက်တာကိုအားလုံးလောက်ပိုင်ခွင့်ရှိတယ်လို့ဒါပေမဲ့အများကမကြိုက်တဲ့ဟာနောက်ဆုံးရှင်းပြောရင်အင်ရသားသမီးတွေတားမယားတွေမကြိုက်တဲ့ဟာတော့လောက်ပိုင်ခွင့်မရှိဘူးလူမျိုးတွေလည်းမဆိုင်ဘူးဘာသာတွေလည်းမဆိုင်ဘူးငါတို့ရဲ့ပင်ကိုစိတ်ဓာတ်တွေလည်းဆိုင်တာတစ်နံပါတ်ချက်ဒါနသီလဘာဝနာကောင်းမှုကုသိုလ်တွေမှန်သမျှကိုအခြေခံဇင်းမြစ်တစ်နံပါတ်ချက်မိမိကိုယ်တိုင်စိတ်ကောင်းရှိနေမှာအစဉ်ပြေမှာအဲ့ဒါကြီးလိုချင်လိုက်တာဒီကနေ့ကြမှာစိတ်ကောင်းရှိတာလေ10 သိန်းဘူးလောက်သွားဝယ်လို့မရဘူးနော်ဒါနကုသိုလ်လေး300ဘူးလောက်သွားဝယ်လို့မရဘူး
နောက်တစ်ခါတီလာလေးတိတ်ထောင်မှုတော့သွားဝယ်လို့မရဘူးမသေးခင်ကိုနဲ့ပဲဆိုင်ဘာသာတိုင်းမှာဆုံးမတကားတွေအကုန်ရှိတယ်နော်တိုက်တဲ့ဘာသာကိုကိုယ်ကတတ်နိုင်လို့မင်းတို့ကတတ်နိုင်လို့တစ်ပင်ကြီးပဲထိုင်ရှိခိုးမဆိုင်ဘူးနော်ဘယ်ဘာသာမဆိုကိုယုံကြည်ရာကိုကိုးကွယ်လို့ရတယ်လက်ခံပေးတယ်ကိုတို့လက်ခံသူများလက်ခံနေကိုတို့လက်ခံတယ်ရှင်းရောဘာဖြစ်လို့လဲဆိုမင်းတို့ဒီဟာတို့ရဲ့မြန်မာစကားကိုပီပီတတပြတ်တပီယဝါစထည့်ပြီးပြောနိုင်ပြီဆိုတော့ဧကမုတ်ချမင်းကငါတို့ရဲ့မြန်မာပြည်သားအစ်စ်ပဲငါတို့မင်းမကြိုက်တဲ့ဘာသာကိုနော်အစ္စလာမ်ကိုမင်းကြိုက်တဲ့ဘာသာကိုမေရောဘကိုနော်ဟိန္ဒူဘကိုကြိုက်တဲ့ဘာသာကိုခရစ်ယာန်ကြိုက်တာကိုကွာကိုတို့ပြောတာအေးကြိုက်တဲ့ဘာသာကိုကွယ်လိုက်ဒါပေမဲ့မင်းမြန်မာစကားကိုပီပီတတနဲ့ပီယဝါစပြောနေပြီဆိုတဲ့ငါတို့ရဲ့တူတဲ့တသားတဲ့ညီကိုတွေပါဘာဖြစ်လို့လဲအဲ့စကားပြောတာလေဆိုတော့ကိုတို့ကတစ်ဖက်စီးနေမလိုက်တတ်တဲ့အတွက်ကြောင့်ကိုတို့ပြောတာတဏ္ဍာကိုတစ်ပင်ကြီးထိုင်ရှိခိုးမတားဘူးကိုတို့ဗုဒ္ဓဘာသာကိုတို့ဘန်ကိုယုံကြည်တယ်ကိုတို့လုပ်တယ်လေဟုတ်တယ်မလားသူများတော့မတိုက်ခိုက်ဘူးမစော်ကားဘူးသိစေချင်တာလေးတစ်ခုပြောလိုက်တာလို့လည်းထမင်းဆွဲမယ်ကိုတို့ကကောင်းလို့ရှိရင်စုပ်ပြီးတော့ပြောတတ်တဲ့အကျင့်လေးတစ်ခုရှိလို့အားကြောင့်မို့ချောကြီးကြိုးပိတ်လိုက်တာအဲ့ဒါလေးတော့ပြီးခံခွင့်လို့နားလည်းပေးပါဟုတ်